design ဘယ်လိုဆွဲရမှာလဲ okay ဖုန်းနဲ့ရော design တွေဘယ်လိုဆွဲရမှာလဲ design တွေဘယ်လိုလုပ်အောင်မှာလဲ laptop နဲ့ရော design တွေဘယ်လိုလုပ်အောင်မှာလဲဒီ design တွေကဘယ်လိုရိုက်ရမှာလဲပြီးရင်တို့ဒီ sublimation ဆိုတာဘာလဲ DTF ဆိုတာဘာလဲဘယ်လိုပစ္စည်းတွေမှာရိုက်လို့ရပြီးရောဘယ်လိုမျိုးတွေလုပ်ရမှာလဲ okay ဒီ packaging ကရောဈေးနှုန်းတွေကရောဘယ်လိုတွက်မှာလဲဘယ်လိုမျိုးလုပ်ရမှာလဲဆိုတဲ့အရာကို customer တွေကတော့ဘယ်လိုရှာရမှာလဲ okay ဘယ်လိုပစ္စည်းတွေကိုတို့ဒီချိန်မှာရောင်းရမှာလဲဘယ်လိုပစ္စည်းတွေကရောင်းရင် customer ပို့ပြီးတော့ကြိုက်တာလဲတို့ဘယ်လိုပစ္စည်းတွေကဘယ်လို packaging နဲ့ဘယ်လိုမျိုးလုပ်တယ်ဆိုရင်ပို့ပြီးတော့ဝင်ငွေရပြီးတော့ customer ပို့ပြီးတော့စိတ်ဝင်စားတာလဲတို့ business တစ်ခုလိုမျိုးဘယ်လိုတည်ဆောက်မှာလဲနော် business တစ်ခုလိုတည်ဆောက်ပြီးတော့ရေရှည်သွားဖို့အတွက် customer တွေဘယ်လိုထိန်းသိမ်းမှာလဲအဲ့ဒီအပိုင်းအရာတွေအားလုံးကိုတို့ဒီအခုအတစ်ဖွင့်ထားတဲ့ own business to millionaire တင်တန်းမှာတို့ရှိမယ်ဒါတွေတို့အပြင်တွေ့တင်တန်းအခုရန်ကုန်တင်တန်းဒီ9လပိုင်း26 29 28မှာတို့ရှိမယ်ဒီအဖြေအားလုံးကို own business to millionaire တင်တန်းမှာရှိတယ်တို့ဒီခုနပြောဇဲတင်တန်းတီးတန်းမဟုတ်ဘူးကိုယ့်ရဲ့ဒီကိုယ်ပိုင်လုပ်ငန်းကနေမှငွေတည်ဆောက်ခြင်းနဲ့ business တစ်ခုလိုသွားခြင်းနဲ့ရေရှည်သွားခြင်းနဲ့လူအတွက်ဒီတင်တန်းက join မှုအတစ်တော်ဆုံးပဲကိုလက်ရှိလုပ်နေတဲ့အလုပ်ကနေလည်းတွဲပြီးလုပ်လို့ရတယ်လက်ရှိကိုအထည်ဆိုင်ဖွင့်တိုင်းထည်ဆိုင်တွဲလုပ်တာမိတ်တူဆိုင်ဖွင့်တိုင်းမိတ်တူဆိုင်တွဲလုပ်တာလက်ရှိလုပ်နေတဲ့အလုပ်ကနေလည်းတို့နှစ်ခုတွဲပြီးတော့လုပ်လို့ရတယ်လက်ရှိလုပ်နေတဲ့အလုပ်ကမရှိဘူးကိုအခုမှလုပ်ငန်းစခြင်းနဲ့လူဆိုရင်လည်းအိမ်မှာနေနေနဲ့လည်းငွေတည်ဆောက်လို့ရတယ်ဒါတွေတို့ဒီတက်တက်လုံးအမြဲတမ်းပယ်သွားလို့ရတယ်အမြဲတမ်းဒါတွေလုပ်လို့ရတဲ့လုပ်ငန်းပဲဖြစ်တယ်ဒါတွေဟုတ်ပြီကိုမှရင်းနှီးမရှိနည်းနည်းလေးနဲ့ရောဘယ်လိုမျိုးစလို့ရလဲဒီတို့ရောင်းချတယ် product တစ်ခုဒီစီးပွားရေးတစ်ခုလုပ်တယ်ဆိုတာကအရင်းနှီးကအဓိကမဟုတ်ဘူးအဓိကကဘာလဲဆိုတော့ကိုညီမှုကနေတို့စလို့ရတယ်ပေါ့နော်အဲ့အကြောင်းအရာတွေအများကြီးဒီ own business to millionaire တင်တန်းမှာဆိုအများကြီးထည့်ပေးထားတယ်ဒါအပြင်တွေ့တင်တန်းဆိုလုပ်ပေးထားတယ် group တင်တန်း9ယောက်ပဲဆိုလက်ခံမယ်တင်တန်းအပ်လို့ရတည်တယ်ဒါပေမဲ့အထူးချင်းလေးနဲ့အမိချင်းတယ်ဆိုရင်တော့တို့ဒီအခုတင်တန်းအပ်လိုက်တော့26 29 28မှာစမယ်မော်လမြိုင်တင်တန်းကိုကြာတော့တို့ဒီ8လပိုင်းမှာစမယ်နှစ်ခုလုံးတို့အပ်လို့ရတယ် buy one ပဲတင်ချင်လေးချင်း group နဲ့ပဲတင်ချင်လေးချင်းနှစ်ခုလုံးတို့တင်လို့ရတယ်ပေါ့နော် okay တို့တင်တန်းမှာစုံကြပါမယ်တို့အခု2026ကုန်တော့မယ်ကိုကစဉ်းစားနေတုံးဆိုပြီးတော့တို့နောက်ကျကျန်နေဖြစ်မှာဒီလုပ်ငန်းဒီနောက်ပိုင်း trend ဖြစ်ပြီးတော့ဝင်ငွေတကယ်ကောင်းမဲ့လုပ်ငန်းပြီးနောက်တစ်ခုကတို့ own business တူနေနေတာတွေဝင်ငွေတိစောက်လို့ရတဲ့လုပ်ငန်းဆိုတာကိုတို့ပြောချင်ပါတယ်အခုကျေးဇူးပါတင်တန်းမှာထောက်ကြပါ